United ဆိုတာနာမည်ပဲရှိတော့ပြီးဘာဆိုဘာမှမရှိတော့တဲ့တစ်ချိန်လုံးကတင်းတိုင်းကြောက်ရတဲ့တရေနီတွေပထမဦးဆုံးကျွန်တော်ပြောချင်တာကဒီ script ကရေးထားတာကြာပါပြီအဲ့ဒါကြောင့်တချို့ information လေးတွေကတော့နောက်ကျနေနိုင်ပါတယ်ဒါပေမဲ့ရေးပြီးသားကြီးကိုလည်းမစွန့်ပစ်ချင်တာကြောင့်မလို့ဒီ script ကိုအတန်သွင်းပြီး edit ပြန်လုပ်ကာဗီဒီယိုတင်လိုက်ခြင်းဖြစ်ပါတယ်အဲ့တော့တချို့နေရာလေးတွေမှာတီးခတ်ပြီးကြည့်ပေးကြပါကဲမစခင်ကျွန်တော်ရဲ့ channel လေးကို like နဲ့ subscribe လေးနှိပ်ပေးခဲ့ကြပါဦးကဲဒါဆိုရင်ကျွန်တော်တို့စလိုက်ရအောင်ဗျ United ဆိုတာအင်္ဂလန်ရဲ့အောင်မြင်ဆုံးအသင်းဖြစ်သလိုဖလားတွေကိုလည်းထမင်းစားရည်တောက်ယူပြခဲ့တဲ့အသင်းပါပြည်တွင်းလီဖလားဥရောပဖလား international ဖလားစတဲ့ရှိသမျှဖလားတွေကို Old Trafford ရဲ့ပြတိုက်စီကိုယူဆောင်နိုင်ခဲ့တဲ့အထိကိုတကယ်ကိုကြမ်းခဲ့ရမ်းခဲ့တာပါ United ရဲ့ကစားသမားတိုင်းကသက်ဆိုင်ရာနိုင်ငံအသင်းတွေရဲ့ captain တွေဖြစ်ကြသလို quality player တွေကြီးပါပွဲမပြီးမချင်း United ရှုံးပြီးလို့ပြောလို့မရတဲ့အထိကို passion energy အပြည့်နဲ့ပေးဆက်ကစားကြသူတွေပါ United မှာကစားခြင်းနဲ့ quality player တွေဆိုတာကလည်းရိုက်တက်ရင်တော့ကုန်မှမထင်ပါဘူးပြိုင်ပွဲတွေမှာဘိုးဆွဲဖို့ရည်မှန်းစားမှုအများဆုံးအသင်းဖြစ်ကနေအခုဆိုရင်နန်းကြဘီရင်စင်ကိုရောက်ရှိလာခဲ့ပါပြီ။ဒါအပြင် Old Trafford ဆိုတာကလည်းတစ်ချိန်ကပြိုင်ဘက်အသင်းတွေအတွက်ဗရဏနေရာပါ။နိုင်ရရှိဖို့မပြောနဲ့ဘိုးဘောင်မှာတိုင်းကြီးကာထားသလိုဖြစ်နေတာကြောင့်ဘိုးတကိုရရှိဖို့တောင်မလွယ်ကူလာပါဘူး။ဒီပြကြီးစာရဲလက်ဖာကူဆန်ထွက်ခွာသွားမှုနဲ့အတူဒီယာရီကလည်းပျောက်ချင်းမလားပျောက်ဝဲသွားခဲ့ရပါတယ်။အသင်းကြီးအသင်းငယ်အသင်းလက်မရွေး Old Trafford မှာဂိုးတွေအလွယ်တကူသွင်းယူပြနေတာကကျွန်တော်တို့လို United fan တွေအတွက်ငယ်တိုင်းမှာချီတက်ပါနေတယ်လို့ခံစားရပါတယ်။ကစားသမားတွေကလည်းကိုယ်ပဲသေးမှကစားနေရလဲဆိုတာကိုကောင်းကောင်းသေချာသိကြဖို့မပေါ်ပါဘူး။ဒါက United ပါ။သူတို့အနေနဲ့ရင်ဘက်မှာ United တစ်စိမ့်နဲ့ခန္ဓာကိုယ်မှာ United ဂျာစီဝတ်ထားသမျှဒီအသင်းအတွက်ပေးဆက်ကစားရမှာပါ။ဒါပေမဲ့သူတို့ကိုကြည့်ရတာတာဝန်ရတာကစားနေကြပုံပါပဲ။အဓိကပြောချင်တာကတော့ဒီရာသီအကြောင်းပါ။ရင်ရာသီကတန်ဟန်အထောက်ခံခဲ့ရပြီးအမိုရင်ကိုနီးပြတဲ့အပြင်ခံရခဲ့ပါတယ်။အခြေအနေသိပ်မကောင်းခဲ့ပဲသူ့လက်ထက်မှာလည်းလုံးနဲ့ချလဲရိုက်ပြီးတော့ရာသီကုန်မှာအဆင့်14နဲ့သာရာသီပြီးဆုံးခဲ့ပါတယ်။ကံကောင်းလို့တန်မစင်ခဲ့ရတာပါ။ရာသီမှာအရင်ရာသီကအလုံးမဖြစ်ခဲ့တဲ့တိုက်စွတဲ့နေရာမှာဖြစ်တည်မှုတွေပြုလုပ်လာခဲ့ပါတယ်။ပရီးမီးယားလိရဲ့ကောင်းလာပါတယ်ဆိုတဲ့အဘူမိုခုညာတို့သာမကလိုင်ပဇစ်ရဲ့အဲ့ဒီအချိန်ကဥရောပအသင်းကြီးသာမကပရီးမီးယားလိရဲ့ပြိုင်ဘက်အသင်းတွေနဲ့ပါရှင်းပြိုင်ကတိုက်စစ်မှုဗဂျမင်ဆက်စကိုကိုအဖြစ်ခေါ်ယူခဲ့ပါတယ်။ဒါပေမဲ့တကယ်လိုအပ်ခဲ့တာကကွင်းလယ်မှာလောအားလုံးကောင်းကောင်းနဲ့မောင်းတင်ကစားနိုင်မယ်။ defensive midfield player တယောက်ပါ။အဲ့ဒီနေရာမှာကက်စီကအသက်အရွယ်ကစကားပြောလာပြီးဖြစ်တဲ့အတွက်လောအားလုံးကြာဆင်းခဲ့ပြီးတစ်ဖက်အသင်းရဲ့ကွင်းလယ်ကစားသမားတွေနဲ့မရှင်နိုင်ခဲ့ပါဘူး။တကယ်ကောင်းတဲ့ဖြစ်တည်မှုပြုလုပ်ခဲ့ခြင်းမရှိခဲ့တာကပဲဒီရာသီမှာအကုန်ကမောက်ကမဖြစ်ကုန်စေပါတယ်။အရင်ရာသီကအဆင့်ရတည်မှုကြောင့်ဒီရာသီမှာဥရောပပွဲစဉ်တွေပတ်ဝန်းရှင်ပြိုင်ဝင့်များရှိခဲ့ပါဘူး။ဒါကြောင့် United တို့ကနာရက်ပုံမရရှိခဲ့ပြီးပြည်တွင်းလိနဲ့ဖလားပြိုင်ပွဲတွေမှာနေရာတစ်ခုထိရရှိအောင်လုပ်ပြနိုင်လိမ့်မယ်လို့အားလုံးကထင်ခဲ့ကြပါတယ်။ဒါကလုံးဝအမှားကြီးပါ။ဒီရာသီမှာအခုဒီ script ကိုရေးတဲ့အချိန်အထိ22ပွဲမှာ10ပွဲနိုင်10ပွဲတည်ရည်နဲ့9ပွဲအထိရှုံးနေတာ32မှတ်နဲ့ top 4 ဝင်မှုတော့အနိုင်ဖြစ်နေပါတယ်။အသင်းလေးတွေနဲ့တွေ့တဲ့ပွဲမှာတော့ရလက်ကောင်းရရှိအောင်ဆွဲဆောင်နိုင်ခဲ့ခြင်းမရှိပဲအမှတ်တွေဆုံးရှုံးခဲ့ရပါတယ်။ဒီရာသီမှာအမှတ်ပေးစရာအောက်ဆုံးကကြမ်းတိုက်နေတဲ့အသင်းတွေကိုတော့အနိုင်ရရှိအောင်ဆွဲဆောင်နိုင်ခြင်းမရှိပါဘူး။တိုက်စစ်က36ဂိုးသွင်းကခန်းစစ်က34ဂိုးအထိပေးနေရတာကပလိုင်းပေါင်းနဲ့ဖားကောင်းနေတယ်လို့ဖြစ်နေပါတယ်။ခန်းစစ်ကစားသမားတွေရဲ့လူကက်ကစားပုံညံဖြစ်မှုတွေကိုလည်းအတိုင်းအတာမြင်တွေ့ခဲ့ရပါတယ်။ individual အမားတွေကလည်းတွင်းကိုတွေခွင့်ပြုပေးခဲ့ရတာက United တို့ကိုကန်ဆိုးစေခဲ့ပါတယ်။ယခုလက်ရှိကြီးစွမ်းတဲ့သားဆိုရင်နောက်လာမယ့်ပွဲတွေမှာအခြေအနေကောင်းမှုဆိုတာမဖြစ်နိုင်ပါဘူး။ဒီဒုကလပ် Grimsby Town အသင်းကိုပင်နယ်လီနဲ့ရှုံးကဒီရာသီရဲ့ပထမဦးဆုံးဖလားပြိုင်ပွဲဖြစ်တဲ့ကာလာဘောင်းကပ်ကနေစောစီးစွာလက်ပြနှုတ်ဆက်ခဲ့ရပါတယ်။ Premier League ဖလားကိုလည်းရယူနိုင်ဖို့ကမဖြစ်နိုင်တဲ့အနေအထားတစ်ခုမှာတကူတည်းသောမျှော်လင့်စရာက FA ကသာရှိပါတော့တယ်။မင်းညက Old Trafford မှာ Brighton နဲ့ Man United တို့ FA ကတတိယအဆင့်ပွဲစဉ်ဖြစ်ကစားခဲ့ကြပါတယ်။ Brighton တို့ဘက်ကအဓိကကစားသမားတော်တော်များများကိုတော့အရန်မှာထားက United တို့ကိုရင်ဆိုင်ခဲ့ပါတယ်။သို့ပေမဲ့ Man United အနေနဲ့ Brighton ဘက်ကိုထိရောက်ရောက်ဂိုးပြောက်ချင်းချောင်းနိုင်ခဲ့တာမရှိပါဘူး။ပွဲချိန်12မိနစ်မှာတော့ဂိုးစီဖို့ကမာတီနဲ့ဖျက်လိုက်တဲ့အလုံးကိုဂရူဒါကပိတ်သွင်းကလက်လက်ပပသွင်းယူခဲ့ပါတယ်။ဒုတိယပိုင်းပွဲကစားချိန်64မိနစ်မှာတော့ဘူကာတေးရဲ့လူကက်ကစားပုံညံပြင်းမှုကနေဝဲဘက်ကလွတ်လွတ်ကျွတ်ကျွတ်အပြောက်ကန်သွင်းကကိုသမားလမ်းမလည်းမတက်နိုင်ပဲဂိုးခွင့်ပြုပေးခဲ့ရပါတယ်။ United ရဲ့သွင်းဂိုးကိုတော့ဒုတိယပိုင်းမှာရရှိလာတဲ့တောင်းကန်ဘောကနေတဆင့်လူနိုဖြစ်တင်ပေးလိုက်ရအောင်ချက်စကိုကခေါင်းတိုက်ကအသင်းအတွက်ချီပါကိုသွင်းယူပေးခဲ့ပါတယ်။ဒါပေမဲ့ပွဲပြီးဆုံးချိန်မှာတော့2ဂိုးတဂိုးဆိုတဲ့ရလဒ်နဲ့ပြီးဆုံးကတိုင်ပွဲကနေထွက်ခဲ့ရပါတယ်။ဒါဟာ1981-82ရာသီနောက်ပိုင်းနှစ်ပေါင်း40ကျော်အတွင်းပထမဦးဆုံးကြိမ်ဖြစ်ပြည်တွင်းဖလားပြိုင်ပွဲတွေကနေစောစီးစွာထွက်ခွာခဲ့ရတဲ့မှတ်တမ်းစိုးကိုပိုင်ဆိုင်သွားခဲ့တာဖြစ်ပါတယ်။နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့ဘောလုံးနဲ့ပတ်သက်တဲ့အကြောင်းအရာကိုတင်ဆက်ပေးပါမို့ channel ကို like နဲ့ subscribe လေးနှိပ်ပေးခဲ့ကြပါဦး။ကျွန်တော်ကတော့တီဟာပါနောက်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်။